ဟိုတနေ့ကလေကိုထွန်းတို့ရဲ့ကိုရတတိယကစီးနဲလို့ပြောလိုက်တာပေါ့နော်အဲ့ဒါကိုလေတတိယတိသွားလားမသိဘူးဒီနေ့ပေါ့နော်လိန်မော်လေးတစ်လုံးပေးလိုက်ပါတယ်ဒီနေ့ပေါ့နော်အလုပ်ပြန်တဲ့အချိန်မှာပေါ့နော်ဟွာတဲ့ထွန်းထွန်းစမလိန်မော်လေးတစ်လုံးယူသွားတယ်သူကပြောရဲအဲ့နဲ့ကျွန်တော်ကလည်းမငင်းဘူးပေါ့နော်တခါလဲရအကုန်ချတာအဲ့နဲ့ရသူပေးတော့ပေးခိုင်းဆိုမှစိတ်မပြောင်းခင်ပေါ့နော်တခါလဲနည်းနည်းဆိုမှတခါလဲလိန်မော်လေးတစ်လုံးမလာပေါ့နော်လိန်မော်လေးတစ်လုံးပေးလိုက်ပါတယ်မနေ့ကပြောလိုက်လို့လားမသိဘူးပေါ့နော်သူအတင်းဒီနေ့ဒီလားအလုပ်ထဲမှာပေါ့နော်ဒီ BNN အမတယောက်နဲ့ကျွန်တော်ကလောက်ရတာပေါ့နော်အဲ့ BNN အမတယောက်ကိုကျွန်တော်ကအဲ့ဟွာလို့အမတို့ကျွန်တော်ရဲ့တငယ်ချင်းတွေကပေါ့နော်သူတို့ရဲ့တထေးဆိုရင်တို့သူတို့လို့စောလာမာလို့ဒီပေါ့နော်လက်ဆောင်လေးပေးကြရဲလို့ပေါ့နော်ငါတို့တထေးရတော့လို့မပေးဘူးနော်လို့သူအဲ့လိုပြောလိုက်တာသူကကြတော့သူကလည်းသဘောပေါက်တယ်ပေါ့နော်သူကလည်းထွန်းထွန်းနဲ့ဒီလိုလက်မထောင်ပြပြီးတော့ဒီမျိုးအဲ့လိုလုပ်ပြတယ်တထေးကဘေးမယ်ပေါ့နော်တထေးကကျွန်တော်တို့ပြောအောင်မကြောက်နေမှာပေါ့လေတတိယပေးတဲ့လိန်မော်တီးပါချိုးကတော့တော်တော်ချိုးရယ်သူတို့လိန်မော်တီးရဘယ်လိုလိန်မော်တီးရတော့မသိပါချိုးကတော့တော်တော်ချိုးရယ်တော်တော်ကောင်းလေးလေးပင်ပင်လေးနဲ့ချိုးပါပေါ့နော်ချိုးကတော်တော်ချိုးရယ်ဘာဖြစ်စားရတာမြက်ပဲလေအဲ့ကြတော့ပေးတော့ယူချလာရပေါ့နော်မငင်းဘူးကြားလိန်မော်တီးတို့ပဲသိလားမြန်မာနိုင်ငံကြားလိန်မော်တီးတို့အရသာလေးလေးလေးပင်ပင်လေးပေါ့နော်လေးလေးပင်ပင်လေးကိုမြန်မာနိုင်ငံမှာဆိုသူလိန်မော်တီးပေါ့ပေါ့ရှိရှိရလေဒီမှာတော့သူကလိန်မော်တီးကကြီးရယ်ဆိုပေမဲ့ပေါ့နော်မြန်မာနိုင်ငံဒီပြားလိန်မော်တီးတို့ပုံစံမျိုးသူကလေးလေးပင်ပင်လေးစားလို့ကောင်းတယ်